မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်လဲမဲဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ဒီည18ရက်2လ2026အတွက်ကျွန်တော်ဒါဒုတိယဗီဒီယိုကနေကျွန်တော်ကြိုဆိုလိုက်ပါတယ်ချန်ပီယံလီပွဲတွေမပြောခင်မှာကျွန်တော်ခုနရှေ့ဗီဒီယိုမှာကျွန်တော်အာဆင်နယ်နဲ့ဝူပွဲကိုကျွန်တော်ပြောပြီးသွားပြီအခုတော့စီးရီးပွဲအနေနဲ့ကျွန်တော် AC Milan နဲ့ကိုမိုပွဲကိုကျွန်တော်သုံးသက်ရွေးချယ်ပေးခဲ့ကြပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ AC Milan ဒီလက်ရှိမှာ level 30ရှုံးပေးထားတယ်2မိုင်းနဲ့50ဆိုတဲ့ body ကိုပေါင်းစီကိုပေးထားတယ်ဒါကြီးတိတ်မရှိစေဘာဖြစ်လို့အဲ့လိုပြောရလဲဆိုပထမအကြော့မှာ AC Milan ကကိုမိုကို1-3နဲ့နိုင်ခဲ့တယ်ကိုမိုကွဲမှာအဲ့ရဘက်မှာဘယ်လောက်ပေးခဲ့လဲဆိုတော့ body စီ level 20ရှုံးတယ်ကိုပေါင်းစီ2မိုင်းနဲ့60လား80လားမသိပေးခဲ့တာ body စီတော့တေချာတယ် level 20ရှုံးပဲကျွန်တော်ကြည့်ပြီးသွားတယ်တိတ်ပဲမရှိတာဘာဖြစ်လို့လဲပထမအကြော့ပေးထားတဲ့ဈေးကိုဒုတိယအကြော့မှာလာပြန်ပေးလို့မရအောင်ကျွန်တော်ဟိုနေ့ကပြောလို့ပဲဂျားထဲမှာအချိန်ကြီးနဲ့အများကြီးပြောင်းနေသွားပြီအချိန်စွမ်းအတက်ကြတွေအများကြီးရှိပါပြီလူအပြောင်းရွှေ့တွေအများကြီးရှိပါပြီနီးပြတွေပြောင်းရင်လည်းပြောင်းသွားတော့မယ်အဲ့ဂျားထဲမှာဒီအသင်းတွေရလက်တွေဖောင်တွေကမတူတော့ဘူးဒီအချိန်မှာပထမအကြော့ဈေးကိုဒုတိယအကြော့မှာပေးလို့မရအောင်ဘာဖြစ်လို့လဲအိမ်ဝင်အဝေးဝင်အားသာချက်ဆိုတာရရှိနေသေးတာဘလို့ပဲစဉ်းစား AC Milan အခုပေးထားတဲ့ level 20ရှုံး level 30ရှုံးဆိုတဲ့ဈေးသည်အတိတ်ပဲလုံးဝမရှိနန်းဆက်လုံးဝအတိတ်ပဲလုံးဝမရှိတဲ့ဈေးပဲဘာဖြစ်လို့လဲကိုမိုကွင်းမှာ AC Milan ဒီ1-3နဲ့သွားနိုင်တော့ AC Milan ဒီကိုမိုကို -20 ပေးခဲ့တယ်အဲ့ဆိုကျွန်တော်အင်ဝင်ပြတဲ့ကွာချန်နဲ့တွက်ကြည့်လိုက် -20 30 40 50 60 90 80 90 100ဟော1+90အနည်းဆုံး1+80ပေးကိုပေးရမယ်ပထမအကျော်လို့နိုင်မယ်ဆိုရင်အခု level 30ရှုံးဆိုတဲ့ဈေးကဘာဖြစ်လို့လဲကိုမိုရဲ့နောက်ဆုံးရလမ်းတွေမကောင်းဘူးလေနောက်ဆုံးပွဲမှာရှုံးထားတယ်တစ်ချက်နောက်ဆုံးပွဲမှာပေကြထားတဲ့ကိုမိုကနောက်ဆုံးနှစ်ပွဲရလက်တွေမကောင်းတော့ဒါ AC Milan ရလက်တွေကနောက်ဆုံးပွဲတွေမှာအကုန်နိုင်ထားတာလေကြီးတွေလည်းအောင်ထားတယ်လေသိလားကျွန်တော်ပြောချင်တာကိုမိုဒီနောက်ဆုံးပွဲမှာအိမ်ဝင်းမှာဖီယိုနီနာလို့နူပါတယ်ဆိုတဲ့အသင်းကိုရှုံးထားတယ်တန်စစ်စုံနေအက်တလနာကိုတယောက်ထွက်အစောကြီးနဲ့ပေကြထားတယ်ကိုမိုရလက်တွေမကောင်းဘူးကိုမိုရလက်တွေအရန်ကောင်းလို့ဒီဈေးပဲပေးရတယ်ဆိုရင်တော့တစ်မျိုးပေါ့ဒိတ်ပဲမှမရှိတာအခုပွဲအခုဈေးကအဲ့တော့ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲကိုကိုမိုပဲရွေးချင်တယ် AC Milan အလုံးလုံးလို့မျိုးလို့ကျွန်တော်ထင်တယ်ကိုမိုအနည်းဆုံးတေရမယ်လို့ကျွန်တော်တို့ယူဆတယ်ဒီဈေးဒီဒိတ်ပဲလုံးဝမရှိဘူးကျွန်တော်မနေ့ကထုံးမပွဲကိုအောက်ပွဲကျွန်တော်ပြောခဲ့သလိုပဲခြေစွမ်းတက်ဒီဘက်မှာကျွန်တော်ကြေးဝယ်သစ္စာရှိမယ်ကြေးနောက်ကိုကျွန်တော်လိုက်ချင်တယ်အဲ့တော့ကျွန်တော်ဒီဒုတိယဗီဒီယိုမှာကျွန်တော်ကြိုက်တဲ့အသင်းကိုကျွန်တော်ရွေးချယ်ပေးခဲ့ပါဆိုရင် AC Milan နဲ့ကိုမိုပွဲမှာကျွန်တော်ကိုမို body ကိုကျွန်တော်ရွေးချယ်ပေးခဲ့ကြပါတယ်ခင်ဗျအဲ့တော့ကျေးဇူးများတင်ပါတယ်ကျွန်တော်တတိယဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာကျွန်တော်တို့တတိယဗီဒီယိုမှာပြန်ဆုံပါမယ်တတိယဗီဒီယိုမှာကျွန်တော် Champions League အတွက်ကျွန်တော်ပြောပြပါတော့မယ်ခင်ဗျာကျေးဇူးများတင်ပါတယ်